အိမ်ခေါ်တင်ဖို့အတွက်စဉ်းစားထားတယ်ဆိုရင်တော့ဒီတစ်ချက်ကိုအရင်ဦးဆုံးသိအောင်လုပ်ရပါမယ်။ဆိုတော့အဓိကကိုခေါ်မှာက guide လား teacher လားပေါ့နော်။ဒါကိုအရင်ဦးဆုံးခွဲအောင်သိအောင်လုပ်ဖို့အရေးကြီးပါတယ်ပေါ့နော်။မိဘဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ်ဒီခေါ်ရမယ်ဆိုလို့ရှိရင်ကိုက guide ပေါ့နော်။ကိုယ့်ရဲ့စာလုပ်ကိုပို့ပြီးတော့မှကူညီပေးမဲ့လမ်းပြပေးနိုင်မဲ့ guide တစ်ယောက်ကိုခေါ်မှာလားပေါ့။ဒါမှမဟုတ်လည်းစာကိုအစအဆုံးပြန်သင်ပေးမဲ့ teacher မျိုးကိုခေါ်မှာလားပေါ့နော်။ဒါကိုအရင်ဦးဆုံးသိဖို့ကအရန်အရေးကြီးတယ်ပေါ့နော်။တချို့တွေကနည်းနည်းလေးရောထွေးပြီးတော့မှ guide ခေါ်ပြီးတော့မှပေါ့နော်။စာတွေပြန်သင်ပေးနေရတာမျိုးတွေဖြစ်နေတာမျိုးတွေteacher ခေါ်ပြီးတော့မှ guide လိုမျိုးစာလုံးကြီးတွေညွှန်နေရတာမျိုးတွေဒါတွေဖြစ်နေတယ်ပေါ့နော်။အဓိကကတော့ကိုယ့်ကလေးရဲ့လိုအပ်ချက်ပေါ့နော်။ကိုယ့်ကလေးကဒီလိုမျိုးကျောင်းကောင်းကောင်းမှာထားရပြီးသား tuition လည်းရှိထားပြီးသားဆိုရင်တော့ဒါ teacher ထပ်ခေါ်ဖို့မလိုတော့ပါဘူး။ guide လောက်နေလောက်နေပေါ့နော်။ဒီလိုမဟုတ်ဘဲနဲ့ကျောင်းလေးတစ်ခုပဲတက်ထားမယ် tuition မရှိပါဘူးတော့အဲ့လိုမျိုးလေးရှိတဲ့ကလေးအတွက်ကျတော့လည်းဒါ teacher လိုမျိုးသေချာပြန်သင်မဲ့ဆရာမတွေခေါ်တာမျိုးတော့ပိုပြီးတော့ထိရောက်တယ်ပေါ့နော်။ဒါကြောင့်မို့လို့မခေါ်ခင်ပေါ့နော်ကိုလိုအပ်ချက်ပေါ်မူတည်ပြီးတော့ guide ခေါ်မလား teacher ခေါ်မလားဆိုတာကိုလည်းအရင်ဆုံးဆွေးနွေးလို့လည်းရတယ်ပေါ့နော်။တကိုင်းမြန်မာမှာကလည်းဒီလိုမျိုးဆွေးနွေးပေးတာမျိုးတွေလုပ်ပေးနေပါတယ်ဆိုတော့ဆရာဆရာမဖြစ်ဖြစ် guide ပဲဖြစ်ဖြစ်ခေါ်ချင်တယ်ဆိုလို့ရှိရင်တကိုင်းမြန်မာကအဆင်သင့်ရှိနေပါတယ်လာရောက်မြင်လို့လည်းရပါတယ်ခင်ဗျာ။